တောနက်ထဲမှာလေတိုက်တန်တွေတဖြည်းဖြည်းပြင်းလာသည်တစ်ပင်ကြီးတွေချာမှာမှောင်မိုက်မှုကပိုနက်လာသည်ရုတ်တရက်တစ်ရွက်တွေလှုပ်ရှားကန်ကြားလိုက်ရသည်ရှာနိုင်ဝင်းကလက်သေးကမီးလုံးကိုမြောက်ပြီးကြည့်လိုက်သည်အဲ့ဒီအချိန်မှာမွေကြီးတကောင်တစ်ပင်ကိုပတ်ပြီးသူတို့ဘက်ကိုအေးလေးကြည့်နေသည်သဇင်ကထိတ်လန့်ပြီးအကိုဝေယံမွေကြီးလို့တုံလှုပ်ပြောလိုက်သည်ဝေယံကချက်ချင်းလက်ကိုမြှောက်ပြီးမလွတ်ကြနဲ့လို့တိုးလေးပြောလိုက်သည်ခဏကြာမှမွေကြီးကတဖြည်းဖြည်းတစ်ပင်ကြားတွေကိုရှော့သွားသည်သူတို့အားလုံးတက်တာသွားမိကြတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲတောနက်အနက်ထဲကနေကြားတကောင်ကြီးဟူးဆိုတဲ့အတန်ကြားလိုက်ရသည်ဟူးအောင်ကအဲ့ဒါကြားတံပဲလို့ပြောလိုက်သည်ဒဇင်ကကြောက်လန့်ပြီးအောင်နားကတ်သွားသည်ပန်းရည်ကတော့ကြောက်လန့်ပြီးဝေယံနားကိုကတ်လာသည်ဝေယံကပန်းရည်ကိုကြည့်ပြီးတိုလေးပြောလိုက်သည်မကြောက်ပါနဲ့ငါရှိတယ်ပန်းရည်ရဲ့မျက်နှာမှာနည်းနည်းနီလာပြီးဝေယံကိုကြည့်လိုက်သည်ဒါပေမဲ့အဲ့ဒီအချိန်မှာတောနက်ထဲကနေလူသံမတော်ရိတ်ဆန်တံမဟုတ်တဲ့အတန်တစ်ခုကြားလိုက်ရသည်ဦးအားလုံးတစ်ပြိုင်နက်တောနက်ဘက်ကိုကြည့်လိုက်ကြသည်တစ်ပင်ကြားထဲမှာအရန်ကြီးရဲ့အရေးတစ်ခုလှုပ်ရှားနေသည်နိုင်ဝင်းကမျက်လုံးကျကျနဲ့အဲ့ဒါဘာလဲလို့မေးလိုက်သည်ဝေယံရဲ့မျက်နှာတဲမာသွားသည်တောနက်ထဲကအရေးကတဖြည်းဖြည်းထွက်လာသည်အရန်ကြီးတဲ့ကိုယ်တဲ့အနီရောင်မျက်လုံးလူပုံနဲ့သူပေမဲ့အရန်ကြောက်စရာဘလူးတကောင်ဖြစ်နေသည်သဇင်ကထိတ်လန့်ပြီးအရင်တရဲလားဘလူးလားလို့អော်လိုက်သည်အဲ့ဒီအချိန်မှာတောနက်ထဲကနေအဖြူရောင်အရိပ်တွေပြန်လာတယ်လို့မြင်လိုက်ရသည်တစ်ပင်ကြားထဲမှာတရဲအရိပ်တွေလှုပ်ရှားနေသည်ပန်းရည်ကကြောက်လန့်ပြီးဝေယံကိုတင်းကတ်လိုက်သည်ဝေယံကဓားကိုထုတ်ပြီး